ကဘာကျော်နေတဲ့ငိမ့်ချင်ကြီးခွေးလေးအာလောကဆီယာရိုရဲ့ပြောကြားချက်လေးကအာလောကကိုအိန္ဒိယမှာလမ်းလျှောက်တုံးကတွေးခဲ့တာပါသူဟောဆီယာရိုတို့နဲ့မတွေ့ခင်ကတာမန်လမ်းဘေးခွေးလေးတစ်ကောင်ပါဆီယာရိုတို့အဖွေကိုတွေးတော့ခရီးဆိုင်တစ်လျှောက်လုံးအတူလိုက်လာခဲ့ပါတယ်လမ်းမလည်းကားနဲ့တိုက်မိခဲ့ပြီးဒဏ်ရာရခဲ့တာတောင်မှဆီယာရိုတို့နဲ့အတူခရီးစဉ်အဆုံးထိလမ်းလျှောက်ခဲ့ပါတယ်ဒါကြောင့်မလေးဆီယာရိုကတနာကျင်တာပြီးသူ့ကိုအမေရိကန်ထိခေါ်လာခဲ့တာပါအခုဆိုအာလိုကဆိုတဲ့ခွေးလေးဟာအမေရိကန်နိုင်ငံသားချစ်နေပါပြီလက်ရှိဆီယာရိုရူနဲ့အမေရိကန်နိုင်ငံအတွင်း Walk for Peace လမ်းလျှောက်ခရီးစဉ်မှာလေးတက်တက်ကြွကြွလိပ်ပါလာတာကိုတွေ့ရမှာပါဆီယာရိုရူနဲ့အတူခွေးလေးတစ်ကောင်ပါလာတာကိုလူတွေကသတိထားမိပြီး online ပေါ်မှာဗီဒီယိုတွေရိုက်တင်ရင်းကနေအခုဆိုအမေရိကန်သားမကတကဘာလုံးရဲ့အချစ်တွေကိုရရှိနေပြီးဖြစ်ပါတယ်ခရီးစဉ်တစ်လျှောက်မှာလေဒီတကန်တွေကအာလောကဝစ်စင်မှုအတွက်ဝစ်စင်တွေပေးကြပါတယ်ရောက်တဲ့နေရာတိုင်းမှာလည်းလူတိုင်းကိုရန်မပြုတ်လို့လူတွေရဲ့အချစ်ကိုလည်းတိမ့်မိုက်ထားနိုင်တဲ့ခွေးလီမာလီတစ်ကောင်မှာအလောကအလောကအလောကတချို့ဆိုရင်ဆီယာရိုတို့ကိုတွေးဖို့စောင့်နေကြတာမဟုတ်ပဲအာလောကကိုတွေးချင်လို့စောင့်နေကြတာလို့သိရပါတယ်ဒါကတော့တကဘာလုံးရဲ့အချစ်တွေကိုအပိုင်သိမ်းထားနိုင်တဲ့ခွေးလီမာလီအာလောကဖြစ်ပါတယ်ရှင်